အခုကလေကျမနေတဲ့အိမ်ခေါင်းရင်းမှာအိမ်ဆောက်မှာပေါ့နော်အိမ်ဆောက်မှာအရင်တော့ကဒီခေါင်းရင်းကမြေကွက်လိုက်ကြီးအဲ့ဒီမှာကလေးတွေဘောလုံးကန်နေအဲ့လိုမျိုးပေါ့နော်အခုကအိမ်ဆောက်မှာဒီနိုင်ငံကလေအင်ဂျင်နီယာတွေပဲညံ့တာလားဘယ်လိုလဲမသိဘူးအိမ်တွေကလေမခိုင်တယ်လို့ပဲမခိုင်ကိုရီအိမ်ဆိုလဲလေရေချိုးကန်းဆိုလို့ရှင်ခဏခဏပိတ်တယ်ရေတွေမစင်းဘူးအဲ့လိုမျိုးတွေဥမှန်နိုင်ငံအိမ်လေးတွေကအဲ့လိုမျိုးလေး